အခုခေတ်မှာဆိုလို့ရှိရင်တော့လူငယ်တွေက AI လို့ခေါ်တဲ့ artificial intelligence နဲ့ technology တွေကနေပယ်အသီးသီးပေါ့နော်ဥပမာအားဖြင့်ကျမတို့ academic business တွေမှာပိုပြီးရေးပါလာတာကြောင့်လူငယ်အများစုအားဆိုလို့ရှိရင် computer science major ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်မင်္ဂလာပါရှင်ကျမကတော့ Taxila College ရဲ့ engineer နဲ့ computer သိပ္ပံမဟာဌာနတာဝန်ခံမဟာဌာနမှူးဒေါက်တာယူစနာဝင်းဖြစ်ပါတယ်ရှင်လူငယ်တွေအားဆိုလို့ရှိရင်ဤပညာအသစ်တွေကိုတီထွင်ဖန်တီးခြင်းနဲ့ပြီးတော့လို့ရှိရင်ဒီ AI ကိုအသုံးချပြီးတော့ပေါ့နော်တကယ်လက်တွေ့ဘဝမှာဖြစ်ပေါ်လာတဲ့ပြဿနာတွေပေါ့နော်အဲ့ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဒီ problem solving skill နဲ့ critical thinking ဘိုင်းတွေကိုလေ့လာခြင်းကြရတယ်ပေါ့နော်ဒါအပြင်ကျမတို့ဒီအလုပ်ကိုင်အတွက်ဆိုလို့ရှိရင်လည်းပဲဒီနည်းပညာ company ကြီးတွေမှာဆိုလို့ရှိရင်ခွင့်လန်းကောင်းများစွာကိုပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ computer science major ဒီကျောင်းသားကျောင်းသူအများစုကရွေးချယ်ကြခြင်းဖြစ်ပါတယ်ရှင်ကျမတို့အခု Taxila College ဆိုလို့ရှိရင် American နိုင်ငံအစိုးရတက္ကသိုလ်ဖြစ်တဲ့ Florida State University နဲ့တရားဝင်ပူးပေါင်းပြီးဖွင့်လှစ်ထားတာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မလို့ကျမတို့ဒီမြန်မာနိုင်ငံမှာပဲ၄နှစ်စလုံးကုန်ကျစရိတ်သက်သာစွာနဲ့ဒီ American နိုင်ငံအစိုးရကဓာတ်ရိုက်ချီးမြှင့်တဲ့ Computer Science ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ကျမတို့ဒီ Computer Science ဘာသာရပ်မှာဆိုလို့ရှိရင်အဓိကအားဖြင့်လေ့လာရမယ့်အုပ်စုကတော့ကျမတို့ hard skill လို့ခေါ်တဲ့နည်းပညာပိုင်းဆိုင်ရာပညာရပ်တွေပြီးတော့လို့ရှိရင် soft skill နဲ့ general education ဆိုတဲ့ဘာသာရပ်တွေကိုလေ့လာမှာဖြစ်ပါတယ်။ဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီ hard skill နဲ့ဆိုင်တဲ့နည်းပညာဆိုင်ရာဘာသာရပ်တွေဖြစ်တဲ့ programming language, web development, data structures and algorithm, foundations of computingဒီ computer architecture စတဲ့ဘာသာရပ်တွေကိုသင်ယူရမှာဖြစ်ပါတယ်။ဒါ့အပြင်ကျမတို့ဒီ soft skill ဘိုင်းဆိုင်ရာဖြစ်တဲ့ဒီကျောင်းသားတစ်ယောက်မှာလိုအပ်တဲ့ပေါ့နော်ကိုယ့်ရဲ့ personal and professional development skill တွေကိုလည်းလေ့လာသင်ယူရပါတယ်။ဆိုတော့ဒါ့အပြင်ကျမတို့ဘာထပ်ပြီးသင်ရမလဲဆိုလို့ရှိရင် general education လို့ခေါ်တဲ့ဘာသာရပ်တွေကိုပါလေ့လာသင်ယူရပါတယ်။ဆိုတော့ဥပမာအားဖြင့်ကျမတို့ English ဘာသာရပ်ပေါ့ဒါဆိုရင်ကျမတို့ဒါ English ဘာသာရပ်အားဆိုလို့ရှိရင် compulsory subject အနေနဲ့ကျောင်းသားကျောင်းသူတွေလေ့လာသင်ယူရပါမယ်ပြီးတော့လို့ရှိရင်ကျမတို့ mathematical subject တွေလေ့လာရပါတယ်အဲ့တော့ college algebra statistics စတဲ့ဒီ computer science မှာအဓိကကျတဲ့ဒီ algorithm တွေ data structure တွေနားလည်ဖို့အတွက်ဆိုရင်အဓိကကျတဲ့ computer mathematics foundation တွေကိုလေ့လာရပါတယ်ဒါအပြင်ကျမတို့ကဒီ arts and humanity social science environmental science ဒါအပြင် economy subject တွေဖြစ်တဲ့ micro economic ကိုလည်းလေ့လာရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဒီကျမတို့ Taxila College ကနေပြီးတော့မှ hard skill တွေsoft skill တွေအပြင် general education တွေကိုလေ့လာသင်ယူခြင်းအပြင်ကျောင်းသားကျောင်းသူတွေရဲ့သူတို့ကိုယ်သူတို့ confidence ရှိနဲ့ professional ဘဝကိုရည်တည်နိုင်မှာဖြစ်ပါတယ်ရှင်။ကျမတို့ကဆရာမတွေကသင်ကြားတဲ့အပြင်ကျောင်းသားကျောင်းသူတွေကိုကျမတို့က interactive learning ပေါ့နော်။အဲ့တော့ interactive learning ဆိုတာကျောင်းသားနဲ့ဆရာမနဲ့အပြင်အလန် discuss ဆွေးနွေးတဲ့student based learning ဒီ teaching method ကိုကျမတို့သွားပါတယ်။ဒါအပြင်ကျမတို့နောက်တစ်ခုကကျမတို့အမှတ်ပေးတဲ့ပုံစံမှာအဲ့တော့အမှတ်ပေးတဲ့ပုံစံမှာဆိုရင်ကျမတို့ကဒီ grading system မှာဆိုလို့ရှိရင်စာမေးပွဲတစ်ခုတည်းကိုပဲအမှတ်ပေးတဲ့ပုံစံမျိုးမဟုတ်ပါဘူးရှင်ကျမတို့က continuous assessment လို့ခေါ်တဲ့ဒီစင်ဆက်မပြတ်ပေါ့နော်လေ့လာတဲ့အမှတ်ပေးစည်းမျဉ်းကိုကျမတို့ကျင့်သုံးပါတယ်အဲ့ဒီလိုမျိုး continuous assessment ပုံစံနဲ့အမှတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေကဘက်ပေါင်းစုံပေါ့နော် skillful ဖြစ်တဲ့ကျောင်းသားကျောင်းသူတွေဖြစ်လာမှာဖြစ်ပါတယ် Taxila College အနေနဲ့ပေါ့နော်ကျောင်းသားကျောင်းသူတွေကိုလက်တွေ့နယ်ပယ်မှာရင်းနှီးကျွမ်းဝင်မှုရဖို့အတွက်ဆိုကျမတို့ industrial visit တွေ internship program တွေနဲ့နောက်ကျမတို့ဒီတကယ်လုပ်ငန်းခွင်ကနေပြီးတော့ expert ဖြစ်တဲ့ professor တွေကိုဖိတ်ခေါ်ပြီးတော့ကျမတို့ဒီ professor talk show တွေလည်းပြုလုပ်ခြင်းပါလေရှိပါတယ်အဲ့တော့အဲ့လိုပြုလုပ်ခြင်းအပြင်ကျောင်းသားကျောင်းသူတွေဒီစာတွေလက်တွေ့အပြင်ကျမတို့လိုအပ်တဲ့ skill တွေကိုရရှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျမတို့ဒီ Taxila College မှာရှိတဲ့ computer science major မှာကျောင်းပြီးသွားတဲ့ကျောင်းသားကျောင်းသူတွေအကုန်လုံးอ่ะဆိုလို့ရှိရင်ဒီလုပ်ငန်းခွင်အတွက်မှာဆိုရင် professional ချ confidence ရှိနဲ့ရပ်တည်နိုင်မှာဖြစ်ပါတယ်ရှင်။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။